ရာမူမြင်နာမှု၍ဘုရားသူကိုခန္ဓာမူလိုက်သောနေရတာ၅ပါးတရားလုံးစုံကိုအကုန်စင်သိမြင်နာမှုသောဘုံတော်၆ပါးနှင့်ပြည့်စုံနာမှုသောထုံးမြတ်စွာဘုရားသခင်သည်ကုသိုလ်ကံအကုသိုလ်ကံတို့၏အကျိုးပေးပုံကိုဝေဖန်ဟောပြရာဖြစ်သောကြောင့်ကုလကမ္မဝိပင်ကမြည်သောသုတ်တံတရားဒေသနာတော်ကိုအဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအထုပ္ပတိကြောင့်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်သာဝတိပြည်ရဝေတောတရားပုဏ္ဏဣသာသူဘာလူလင်ကိုအကြောင်းပြု၍ဟောကြားတော်မူအပ်ပါသည်သာပင်ညူများစွာဘုရားသခင်ဤသာဝတိပြည်မွန်စေတဝန်ကြောင်းရ၌ဂိမ်းအောင်မူလျောနေတော်မူလသောအခါတောတရားပုဏ္ဏဣသာသူဘာလူလင်သည်သာပင်ညူများစွာဘုရားရှိရာရသို့ချင်းကပြည်လင်ကိုနုခောဘောဓမ္မဟေတုကောပစ္စယောယေနမနုဿာနံယေဝသတ္တံမနုဿာဘုဒ္ဓနာဒိဋ္ဌံတိနပဏိတတာအစရှိသည်ဖြင့်ဘုရားရှင်ကြီးဘောဓမ္မအကျဉ်သူသောအကြောင်းကြောင့်လူဖြစ်ကြကုန်သောတတ္တဝါတို့ချင်းအတူတူဖြစ်ကြပါလျက်အယုံအမြတ်တို့သည်ထင်ရှားစွာတွေ့မြင်ရပါသည်ဘုရားရှင်ကြီးဘောဓမ္မအသက်တူသောတတ္တဝါတို့သည်ရှိကြပါသည်အသက်ရှိသောတတ္တဝါတို့ကိုမြင်ရပါသည်အနာမြတ်သောတတ္တဝါတို့ကိုမြင်ရပါသည်အနာနီးသောတတ္တဝါတို့ကိုမြင်ရပါသည်အစင်မလာသောတတ္တဝါတို့ကိုမြင်ရပါသည်အစင်လာသောတတ္တဝါတို့ကိုမြင်ရပါသည်တကူအရှင်ဝါနိဗ္ဗာန်အချမ်းရာနိဗ္ဗာန်သောတတ္တဝါတို့ကိုမြင်ရပါသည်တကူအရှင်ဝါအချမ်းရာများပြားသောတတ္တဝါတို့ကိုမြင်ရပါသည်သီစဉ်ဥစ္စာနိဗ္ဗာန်သောတတ္တဝါတို့ကိုမြင်ရပါသည်သီစဉ်ဥစ္စာများပြားသောတတ္တဝါတို့ကိုမြင်ရပါသည်ယုံဉာဏ်သောအညိုအမျိုး၌ဖြစ်သောတတ္တဝါတို့ကိုမြင်ရပါသည်မြတ်သောအမျိုး၌ဖြစ်သောတတ္တဝါတို့ကိုမြင်ရပါသည်ပညာနိဗ္ဗာန်သောလူတ attva တို့ကိုမြင်ရပါသည်ပညာကြီးမားသောလူတ attva တို့ကိုမြင်ရပါသည်ဘုရားရှင်ကြီးဂေါတမအကျဉ်သူသောအကြောင်းကြောင့်လူချင်းမှတူတူဖြစ်ပါလျက်အယုတ်အမြတ်အားဖြင့်ဝဲပြား၍နေသည်တို့ကိုမြင်ရပါကုန်၏ထိုသို့လူချင်းအတူတူဖြစ်ပါလျက်အယုတ်အမြတ်အားဖြင့်ကွဲပြားခြားနာခြင်း၏ဇဏကအကြောင်းဥပါထမကအကြောင်းငါဘေဘာနိဟု14ရသောပြဿနာတို့ကိုသာပင်ယူမြတ်စွာဘုရားအားလျောက်ထားမေးမြန်းခဲ့ပါသည်ဤသို့တော်ရိယာပုံနာဤသာသူဘာလူလင်မေးလျောက်ခြင်းဒီဟုသောအထုပ္ပကြောင့်ဤသုလကမ္မဝိပင်္ဂသုတ်တံဒေသနာတော်မြတ်ကိုသာပင်ယူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား